နိုင်နာမျိုးကမုတ်ဆိုးမရဲ့သားကိုအသက်ပြတ်ရှင်စေတော်မူတဲ့အကြောင်းနားထောင်ကြည့်ရအောင်အရှင်ယေရှုဟာတပည့်တော်တွေနဲ့အတူနိုင်နာမျိုးကိုသွားတဲ့အချိန်မှာလူအုပ်ကြီးကလည်းကိုရော့နောက်ကိုလိုက်နေကြတယ်မြို့တကားနာကိုရောက်တဲ့အခါမှာမုတ်ဆိုးမရဲ့တူးရီသောသားကိုတကြိုဖို့ထန်းစင်နဲ့ထမ်းလာကြပြီးမြို့သူမြို့သားတွေကလည်းလိုက်ပို့ကြတယ်ကိုရော့ဟာသားဆုံးရှုံးသွားတဲ့မုတ်ဆိုးမကိုမြင်တဲ့အခါမှာတနာသွားပြီးမငိုပါနဲ့တော့လို့နှစ်သိမ့်ပြောလိုက်တယ်။အဲ့ဒီနောက်ကိုရောဟာထန်းစင်ကိုလက်နဲ့တွားတိုးလိုက်တော့ထန်းတဲ့သူတွေကလည်းရှေ့ဆက်မသွားပဲရက်နေကြတယ်။ပြီးတော့အရှင်ယေရှုကလူငယ်လေးထပါငါအမိန်ပေးတယ်လို့ပြောလိုက်တာနဲ့တည်နေတဲ့လူငယ်ဟာထထိုင်ပြီးစကားပြောလာတယ်။ကိုရောကလည်းအဲ့ဒီလူငယ်ကိုသူ့အမေစီပြန်အပ်ပေးလိုက်ပါတယ်။လူတွေဟာအဲ့ဒီအဖြစ်အပျက်ကိုမြင်ကြတဲ့အခါအယံကြောက်လန့်သွားကြပြီးတော့ကြီးမြတ်တဲ့ prophet တစ်ပါးဟာငါတို့စီမှာပေါ်ထွန်းပြီဘုရားသခင်ဟာသူ့လူမျိုးကိုအကြည်ရှုကြွလာပြီဆိုပြီးဘုရားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းကြတယ်ကိုရောရဲ့သတင်းတော်ဟာယူရာပီကနေစပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုပြန့်နှံ့သွားတယ်ဒါကတော့ရှင်လုကာအခန်း9အပိုက်ငယ်17မှ16အထိဖြစ်ပါတယ်